2026မှာအိမ်ချမ်းမြေဈေးကွက်ဘာဖြစ်လာနိုင်သလဲ2026ခုနှစ်ထဲမှာအိမ်ချမ်းမြေဝယ်တင်သလားရောင်းတင်သလားဈေးကွက်ကဘလို့ဖြစ်လာမလဲဒီနေ့ဗီဒီယိုမှာအချက်၃ချက်နဲ့ရှင်းပြပေးပါမယ်ပထမအချက်ကတော့ဈေးနှုန်းမှာလက်ရှိငွေကြေးဖောင်းပွားမှုနဲ့ကုန်ဈေးနှုန်းတွေအရအိမ်ချမ်းမြေဈေးကကျဖို့ထက်တည်ငြိမ်နေဖို့ဒါမှမဟုတ်တဖြည်းဖြည်းပြန်တက်ဖို့ပဲရှိပါတယ်ဒါကြောင့်ငွေရှိတဲ့သူတွေအတွက်တော့အခုချိန်ကဝယ်စုထားရမယ့်အချိန်ကောင်းပါပဲဒုတိယအချက်ကတော့နေရာပါအရင်လိုမြို့လေခေါင်တွေထက်စာရင်အခုနောက်ပိုင်းမှာလမ်းပန်းဆက်သွယ်ရေးကောင်းလာတဲ့မြို့တစ်ပိုင်းတွေနဲ့လမ်းမကြီးအနီးကမြေကွက်တွေကပိုပြီးအယောင်းဝယ်တွက်လာတာတွေ့ရပါတယ်။ယင်းနှိမ့်မြုပ်နှံမယ်ဆိုရင်ဖွံ့ဖြိုးရေးစီမံကိန်းရှိတဲ့နေရာတွေကိုပိုဦးစားပေးတင်ပါတယ်။တတိယချက်အနေနဲ့ပြောရရင်2026ဟာအိမ်ချမ်းမြေကိုစနစ်တကျရွေးချယ်တတ်ရင်အကျိုးအမြတ်အများဆုံးရနိုင်မယ့်နှစ်ဖြစ်ပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးထပ်သိချင်တာရှိရင်ကွန်မန့်မှာမေးခဲ့လို့ရပါတယ်။အိမ်ချမ်းမြေဗဟုသုတတွေအမြဲတည်ရအောင်ကိုးရွှင်အိမ်ချမ်းမြေကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။